မင်္ဂလာပါတုတ်ပီ entertainment ကနေကြိုဆိုပါတယ်ဒီနေ့ပြောပြပေးသွားမှာကတော့ monetization အောင်သွားလို့ငွေထုတ်ဖို့အတွက်ဘာနဲ့ချိတ်ဆက်တင်လဲဆိုတာပါပထမနေ့ကတခြားနိုင်ငံကဘဏ်အကောင့်တွေနဲ့ချိတ်ဆက်တာပေါ့ကို့မှာဘဏ်အကောင့်လည်းမရှိဘူးဆိုရင်တော့ဘဏ်ချိတ်စားပေးတဲ့သူတွေစီကိုဆက်သွယ်ပြီးဝန်ဆောင်ကားနဲ့လုပ်လို့ရပါတယ်ဒီနည်းလမ်းကတဆင့်ခံဆိုတော့ယုံကြည်စိတ်ချရတဲ့သူတွေနဲ့ချိတ်ဆက်လုပ်တာပိုကောင်းပါတယ်ဒုတိယနည်းကပေပဲအကောင့်နဲ့ချိတ်ဆက်ပြီးကိုယ်တိုင်ကိုယ်ကျထုတ်ယူတာပေါ့ဒီနည်းလမ်းကပေပဲအကောင့်ရှိတဲ့သူတွေအတွက်ပိုအဆင်ပြေပါတယ်မရှိသေးရင်လည်းဖွင့်ထားပြီးသားအကောင့်တွေဝယ်သုံးလို့ရပါတယ်ပေပဲနဲ့ထုတ်တဲ့နည်းမှာဒေါ်လာဝင်လာရင်တခြားသူကိုပြန်ရောင်းပြီးဝိကေပေးနဲ့ပြန်လဲရတဲ့ကိစ္စတစ်ခုပေပဲအကောင့် reset ဖြစ်သွားရင်အကောင့်ထဲကဒေါ်လာတွေထုတ်လို့မရတဲ့ကိစ္စတစ်ခုဒီနှစ်ခုတော့ရှိပါတယ်ဒါဆိုရင်တော့ကျွန်တော် monetization နဲ့ပတ်သက်တာတင်လို့ပြီးဆုံးသွားပါပြီကျွန်တော်နောက်ထပ်တင်မဲ့ movie recap တွေဟာတာအတူအစလေးတွေကိုအားပေးကြပါအောင်လို့တောင်းဆိုရင်းလူတိုင်းဖုန်းတစ်လုံးနဲ့ဝင်ငွေတွေရှာနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်